အားလုံးပဲမင်္ဂလာပါရှင်အချင်းရင်ဟင်းနေတဲ့မှာအိမ်မှာအမြဲချက်စားပြတဲ့ရုံးမနေကြီးနဲ့ပဲတော့အချင်းရင်ဟင်းလေးကိုဒီနေ့တူတူချက်စားကြရအောင်နော်ပါဝင်ပစ္စည်းကလည်းနေပြီးတော့ချက်နည်းလေးကလည်းလွယ်ကူမြန်ဆန်တဲ့အတွက်လက်ချက်စားလို့အဆင်ပြေမှသိကြပါရဲ့ရှင်ပိုးရိုးငငယ်လေးတွေကအမေချက်ကျွေးနေကြချက်နည်းလေးတိုင်းပဲချက်မှာမို့လို့ပိုးနဲ့တူတူလိုက်ကြည့်ပေးပါအောင်နော်ဒီရုံးမနေကြီးနဲ့ပဲတော့ရှည်လေးတွေကိုသုံးပြီးအချင်းရင်လေးချက်ကြမယ်နော်ပဇွန်လေးတွေပါရင်အချိုးတဲ့လီပိုးရပြီးစားလို့ပိုကောင်းတာမို့လို့ပဇွန်လေးလည်းထည့်ပါမယ်။မကြီးမဲ့ကျွတ်သွနီနဲ့စိမ့်သားငပိတို့လည်းလိုအပ်ပါတယ်ရှင်။ကျွတ်သွနီလေးတွေကိုအရင်နှုတ်ဆင်းထားလိုက်ပါမယ်။ကျွတ်သွနီကနည်းနည်းသိနေတာမို့လို့3လုံးလောက်ထည့်ထားပါတယ်။အလုံးခက်ကြီးကြီးဆိုရင်2လုံးလောက်နဲ့ရပါတယ်နော်။ပဲတော့ရှည်လေးတွေကိုရေးဆေးပြီးလက်နှစ်စစ်အရွယ်လေးတွေဖြတ်ထားလိုက်ပါမယ်။ပဲတော့မြများလေးထည့်ပြီးချက်စားတာကစားလို့ပိုကောင်းတာမို့လို့ခက်မြများလေးထည့်ထားပါတယ်။ရုံးမနေဒီလေးတွေကိုလည်းရေးဆေးပြီး3ပိုင်းပိုင်းထားလိုက်ပါတယ်။ပဇွန်လေးတွေကိုကြတော့အလဲကွန်ချမ်းပြီးခေါင်းချိုးအမီချိုးထားလိုက်ပါတယ်။ကဲဒါဆိုအားလုံးစင်နေဖြစ်ပြီဆိုရင်တော့ဆက်ချက်ကြရအောင်နော်။အိုးရဲကိုစီနှဲငယ်ထည့်ပါမယ်။စီပူလာပြီဆိုရင်နှုတ်စင်ထားတဲ့ကျွတ်သွနီလေးတွေကိုအရင်စီးသက်ပေးလိုက်ပါမယ်။စနွေးလေးလည်းအနှဲငယ်ထည့်ပါမယ်။စိမ့်သားငပိလေးတွေကျက်သွားအောင်လို့ကျွတ်သွမနှွမ်းခင်မှာပဲထည့်လိုက်မယ်နော်။စီးသက်ထားတာငပိနဲ့လေးမွေးလာပြီဆိုရင်တော့ငရုတ်သီးအရောင်တင်မှုန့်ထည့်ပါမယ်။ငရုတ်သီးစိမ့်နှံပြောက်တဲ့အထိစီးသက်ထားလိုက်မယ်နော်။ပြီးတော့မှပဲတော့ရှည်နဲ့ရုံးမနေသီးထည့်လိုက်ပါမယ်။ခုလိုမျိုးစီမသက်ပဲလုံးချက်ချက်လို့လည်းရပါတယ်နော်။ပိုးကတော့ဒီနေ့စီးသက်ပြီးပဲချက်ထားလိုက်ပါတယ်။ပြီးရင်တော့ပဇွန်လေးတွေထည့်လိုက်ပါမယ်။ရေကတော့ကိုလိုတလောက်ထည့်လို့ရပါတယ်နော်။အချင်းရင်ဟင်းကိုရေမြများကြိုက်ရင်ရေခက်မြများထည့်လို့ရပါတယ်ရှင်။အရသာအတွက်စားနဲ့ဟင်းချုံမုံလေးအနှဲငယ်ထည့်ပါမယ်။စိမ့်စားငပိပါတော့စားကိုရှော့ထည့်ထားလိုက်ပါတယ်။တစ်ချက်နှစ်ချက်လောက်မွေပြီးပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးတည်ထားလို့ရပါပြီရှင်။ဒီဟင်းလေးကလေချက်နေရင်းနဲ့ကိုအရဲမွေးလာပြီးတော့ဗိုက်ပူစားလာစီမဲ့ဟင်းလေးလည်းဖြစ်ပါတယ်နော်။တကယ်လို့တင်းနေရင်နဲ့ရင်နေတွေဆိုရင်ရင်နွေးလေးထည့်ပြီးဆက်တည်ထားလို့ရပါတယ်15မိနစ်လောက်ရှိပြီဆိုရင်တော့ပဲတော့ရှည်လေးတွေနူးမနူးစမ်းကြည့်လိုက်ပါမယ်နူးပြီဆိုရင်ချင်းချင်းလေးဖြစ်အောင်မကြီးရည်လေးထည့်ပါမယ်မကြီးရည်လေးထည့်ပြီးတော့1မိနစ်2မိနစ်လောက်ဆက်တည်ထားလိုက်ပါမယ်အရသာပုံငယ်အနီးတော်ပဲဆိုရင်တော့ပိုးရိုးရဲ့အချင်းရင်ဟင်းလေးကကျက်သွားပါပြီရှင်။အိမ်မှာဆိုဒီအချင်းရင်ဟင်းလေးချက်တဲ့နေ့တွေဆိုရင်တခြားဟင်းတွေတောင်ထက်ချက်စရာမလိုပဲသူ့တမျိုးတဲ့နဲ့တင်ကိုထမင်းမိန်ပါတယ်ရှင်။ပဝင်ပစ္စည်းအရင်မများပဲချက်ရတာလဲလွယ်တာမို့လို့ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်နော်။အချင်းရင်ဟင်းတွေထဲမှာဆိုရင်လေဘယ်ဟင်းလေးကိုအကြိုက်ဆုံးလဲဆိုတာပို့ပြောပြပေးခဲ့အောင်နော်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ခုလိုမျိုးဟင်းချက်နီးလေးတွေရောမုတ်လုံနီးလေးတွေပါအမြဲတင်ပေးတာမှာဖြစ်လို့ပို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်